ကျွန်တော်တို့မန္တလေးရနာမောတော့ကျွန်တော်တို့26ရက်5လ26ရက်နေ့မှာစတင်ပြီးတော့ဖွင့်လှစ်ပါပြီခင်ဗျကျွန်တော်တို့ငလင်းပြီးနောက်ပိုင်းကျွန်တော်တို့ဒါပြင်ဆင်မှုကဏ္ဍတွေကိုတည်တည်ဆောင်ရွက်ခဲ့ပြီးတော့မှအခုတစ်နှစ်နဲ့2လကြာတဲ့အချိန်မှာကျွန်တော်တို့ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်ဗျဒီမှာတော့အခုကျွန်တော်တို့ဒီမှာတော့ကြောင်းမြတ်နဲ့လက်ဝတ်ရနာအချောတဲ့ဆိုင်ငန်းပေါင်း300ကျော်ရှိတယ်လက်ရှိတဲ့ကြောင်းမြတ်နဲ့လက်ဝတ်ရနာအချောတဲ့ဆိုင်ငန်းတွေအများဆုံးဖွင့်လှစ်ရောင်းချနေပါတယ်အဲ့မှာတော့ဗရမ နီလာဆင်ရွှေရနာအစုံရရှိနိုင်ပါတယ်ဗျမန္တလေးရနာမှာလေဟုတ်ကျွန်တော်တို့လက်ရှိစတင်ဖွင့်နေတဲ့ရက်ကနေစပြီးတော့ကျွန်တော်တို့မောမှာရှိတဲ့ဆိုင်ငန်းပေါင်း380ကျော်ကိုကျွန်တော်တို့နေ့စဉ်တခန်းချင်းကျွန်တော်တို့လက်ရောက်ဆိုင်ငန်းပိုင်ရှင်တွေလက်ရောက်ပြန်လဲအနံပေးနေပါတယ်ခင်ဗျအခုလဲအနံပေးတဲ့ဆိုင်ငန်းတွေလည်းလက်ရှိဖွင့်နေပြီဖြစ်တဲ့အတွက်ပြန်လဲစီကားလာပြီဖြစ်ပါတယ်ကျွန်တော်ထင်ပါတယ်အကြမ်းများအဖြစ်2လ3လအတွင်းမှာပုံမှန်တိုင်းပြန်လဲပတ်နိုင်မယ်လို့ယူဆပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီမှာလာရောက်ဖွင့်လှစ်ရောင်းချမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာကျောင်းမျက်နှာရောင်းမယ်ဆိုရင်ကျောင်းမျက်နှာရောင်းဝယ်ရေးလိုင်စင်ရှိဖို့လိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာလိုင်စင်3မျိုးပေါ့နော်ဝယ်သားလိုင်စင်ရှိမယ်အရောင်းလိုင်စင်ရှိမယ်ကျွန်တော်တို့ကျန်တဲ့ရုပ်တုရုပ်ထွင်းသူလို့ရောင်းချခြင်းလိုင်စင်ပေါ့နော်3မျိုးပေါ့လိုင်စင်3လို့တက်ဆိုင်ရာလုပ်ငန်းလိုင်စင်လေးတွေရှိဖို့လိုအပ်ပါတယ်ဒီရနာမောဒီလိုပြန်လဲဖွင့်လိုက်တဲ့ကိုယ့်အတွက်ပါအကျိုးကျေးဇူးရှိမလဲဆိုတော့မိတ်ဆွေတွေလည်းအများကြီးပေါ်မှာပေါ့နော်ဒီကြောက်ရောင်ကြောက်ဝဲမိုးကုတ်ကနေနိုင်ငံခြားသားမိုးကုတ်ကနေလာပြီးတော့ရောင်းချင်ဝယ်ချင်တဲ့ရောင်းချင်တဲ့လူအဓိကတော့မိုးကုတ်ကနေလာရဲဆိုတော့ရောင်းချင်တဲ့လူပေါ့ရောင်းချင်တဲ့လူတွေကလည်းပို့ပြီးတော့အဆင်ပြေမယ်ကိုယ်အနေနဲ့ကလည်းဒီမှာဆိုင်နဲ့ကနားနဲ့ဆိုတော့လေအဓိကတော့အခုခေတ်ကာလမှာတော့လုံလုံခြုံခြုံရှိရပေါ့လုံလုံခြုံခြုံရှိရပြီးတော့ပေါ့နိုင်ငံခြားသားမိတ်တွေပါလာတဲ့အချိန်ကြာရင်လည်းကိုကတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဒီမှာကျတော့အကုန်လုံးတစုတစီတည်းဆိုတော့ကုန်တယ်တွေရောင်းဝယ်လုပ်တဲ့ပွဲစားတွေပေါ့နော်ဒီကြောက်ပွဲစားတွေဗရိန်သမားတွေအတွက်အရန်ကိုကောင်းတဲ့အစီအစဉ်တစ်ခုပဲပေါ့အားလုံးကခုချိန်မှာအလုပ်ကိုင်းတွေပြန်ပြီးတော့အဆင်ပြေလာတယ်ပြီးတော့ဆိုဒီဆက်သွယ်ပေါင်းကူးရေးတရားကလည်းဒီတနေရာထဲမှာစုံချက်ဖြစ်တဲ့အတွက်လွယ်ကူနှင်မြန်သွားတယ်ပေါ့နော်ဝယ်မဲ့ရောင်းမဲ့ customer တွေအတွက်ကလည်းဒီတခြားနေရာတွေကိုပြန်ကားပြီးသွားနေစရာမလိုတော့ဘဲနဲ့ဒီမှာပဲကျွန်တော်တို့ကစင်တာတစ်ခုအနေနဲ့အလုပ်လုပ်ရတဲ့နေရာဖြစ်တဲ့အတွက်ဒီနေရာကြီးကတော့အရန်ကိုဒီရန်နာမောကတော့အရန်ကိုကောင်းတဲ့နေရာဖြစ်ပါတယ်